ရှစ်ချစ်ချန်ဒီနာမည်ကိုကြားလိုက်တာနဲ့သင်စိတ်ထဲဘလို့ပုံရိပ်တွေပေါ်လာပါသလဲ။ online လောင်းကစားစီးပွားရဲ့ခေါင်းဆောင်ကြီးလား။တရုတ်အစိုးရအတွက်အလုပ်လုပ်တဲ့လှုပ်ဝက်တရှို့လား။ဒါမှမဟုတ်အလွဲသုံးစားခံရတဲ့စီးပွားရေးသမားတူလား။သူဘသူလဲသူ့ရဲ့နောက်ွယ်မှာဘလို့လှုပ်ဝက်ချက်တွေရှိနေလဲ။ဒီနေ့မှာတော့အရှိတောင်အာရှဒေသတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့တဲ့လူပုဂ္ဂိုလ်တစ်ခုဖြစ်တဲ့ကြားပြန့်ခေါင်းဆောင်ကြီးရှစ်ချစ်ချန်ရဲ့အကြောင်းအရာတွေကိုအချိန်ယူပြီးအသေးစိတ်ရှာဖွေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှစ်ချစ်ချန်ရဲ့ဘဝဆက်ကြောင်းကိုပြောရမယ်ဆိုရင်1996ခုနှစ်ဝန်းကျင်ကနေအရင်စရပါမယ်။အဲဒီနှစ်မှာရှစ်ချစ်ချန်ကသူနေထိုင်ရာတရုတ်နိုင်ငံအလယ်ပိုင်းရှန်တုံမြို့ကနေတရုတ်နိုင်ငံတောင်ပိုင်းဗီယက်နမ်နယ်စပ်ကွမ်ရှီကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဘက်ကိုပြောင်းရွှေ့ခဲ့ရတာနေစပါတယ်။ရှစ်ချစ်ချန်တယောက်ကွမ်ရှီပြည်နယ်မှာအလုပ်မျိုးစုံလုပ်ခဲ့ပေမဲ့ရှစ်ချစ်ချန်အကြိုက်ဆုံးအလုပ်ကတော့ online လောင်းကစားဂိမ်းလုပ်ငန်းမှာဒီအလုပ်ကိုသူဘယ်လိုမျိုးစလုပ်ဖြစ်သွားလဲဆိုတာကိုမသိရပေမဲ့အမြတ်များစွာရခဲ့တာကတော့သိချပါတယ်။အဲကရတဲ့အမြတ်တွေနဲ့ပဲ online လောင်းကစားလုပ်ငန်းတွေကိုတိုးချဲ့ဖို့အတွက်ရှစ်ချစ်ချန်တယောက်ဖိလစ်ပိုင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဖိလစ်ပိုင်ရောက်ပြီးနောက်ပိုင်းရှစ်ချစ်ချန်ဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုတော့တရုတ်အစိုးရဘက်ကတော့တိတိကျကျမသိခဲ့ရပါဘူး။ဒီနေရာမှာတခုပြောစရာရှိတာကရှစ်ချစ်ချန်ရဲ့ငယ်ဘဝဖြတ်တန်းပုံနဲ့ပတ်သက်ပြီးတိတိကျကျဖော်ပြထားတာမျိုးတွေလည်းမတွေ့ခဲ့ရပါဘူး။ဒါမဲ့2014ခုနှစ်မှာတော့ရှစ်ချစ်ချန်ရဲ့ရွှေရောင်နေရက်တွေကိုစတင်စေမဲ့ကိစ္စတစ်ခုဖြစ်ပွားခဲ့တာကတော့သိချပါတယ်။အဲ့ဒါကတော့ရှစ်ချစ်ချန်ရဲ့ဇာတိဖြစ်တဲ့တရုတ်နိုင်ငံအလယ်ပိုင်းရှန်တုံမြို့တရားရုံးကနေသူ့ကို online လောင်းကစားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြစ်ဒဏ်ချခဲ့တာပဲဖြစ်ပါတယ်။ပြစ်ဒဏ်ချတယ်ဆိုပေမဲ့လူကိုတော့ဖမ်းမိသေးပဲတရားခံပြေးအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။တရုတ်အစိုးရရဲ့အဆိုအရအဲ့ဒီနှစ်မှာတဲ့ရှစ်ချစ်ချန်ဟာတရုတ်ယွမ်ငွေ 2.2 ဘီလီယံအမေရိကန်ဒေါ်လာတန်း350ကျော်အွန်လိုင်းလိမ်လည်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။သူအဓိကပြစ်မှတ်ထားလိမ်လည်ခဲ့တာကတော့တရုတ်နိုင်ငံသားတွေပဲဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအပြင်ရှစ်ချစ်ချန်ရဲ့အွန်လိုင်းလောင်းကစားအင်ပါယာကဘလောက်ထိကြီးထွားနေပြီလဲဆိုတာကိုမှန်းဆလို့ရပါတယ်။တစ်ဖက်မှာလည်းသူဟာတရားခံပြေးဖြစ်နေတဲ့အတွက်တရုတ်နိုင်ငံကိုလုံးဝပြန်ခွင့်မရခဲ့ပါဘူး။ All the time from the screens on the walls, the face of the now jailed Shi Zhijiang looked down at us. ရွှေရောင်နေရက်တွေလာပြီး2015ခုနှစ်ကတော့ရှစ်ချစ်ချန်ရဲ့ရွှေရောင်နေရက်တွေစတင်ခဲ့တဲ့နှစ်ပါရှစ်ချစ်ချန်ဖိလစ်ပိုင်မှာနေထိုင်စဉ်ကာလအတွင်းမှာအွန်လိုင်းလောင်းကစားကုမ္ပဏီတစ်ခုကိုဖိလစ်ပိုင်အစိုးရစီမှတ်ပုံတင်ထားတာရှိခဲ့ပါတယ်2015ခုနှစ်အတွင်းမှာဖိလစ်ပိုင်အစိုးရကအဲ့ဒီကုမ္ပဏီကိုအွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးဒဏ်ငွေရအေးယူမှုတွေပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကပဲရှစ်ချစ်ချန်ကိုအွန်လိုင်းလောင်းကစားနယ်ပယ်မှာနာမည်ကြီးစေပြီးသူ့ရဲ့ရွှေရောင်နေရက်တွေကိုစတင်စေခဲ့ပါတော့တယ်မဖိတ်ခေါ်ပဲရောက်လာသူတူရွှေရောင်နေရက်တွေစတင်နေပြီဖြစ်တဲ့ရှစ်ချစ်ချန်စီကို2016ခုနှစ်မှာတော့မဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တူရှိခဲ့ပါတယ်သူဘယ်သူလဲဆိုတာကိုတော့ရှစ်ချစ်ချန်တယောက်ထဲကသာသိပါလိမ့်မယ်ဒီနေရာမှာတခုပြောပြချင်တာကအခုပြောပြမယ့်အချက်လက်တွေကရှစ်ချစ်ချန်ကိုယ်တိုင်အဂျာဇီယာ101 East နဲ့အင်တာဗျူးမှာပြောကြားခဲ့တဲ့အရာတွေဖြစ်တဲ့အကြောင်းမှာရှစ်ချစ်ချန်ရဲ့အဆိုအရအဲ့ဒီလူကတရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာနကဖြစ်ပြီးသူ့ကိုဖမ်းဆီးမဲ့ဖမ်းဝရမ်းနဲ့အတူကမ်းလှမ်းချက်တစ်ခုကိုယူဆောင်လာခဲ့ပါတယ်အဲ့ဒါကတော့ရှစ်ချစ်ချန်အနေနဲ့တရုတ်နိုင်ငံအတွက်တရှို့လုပ်ပေးရမှာဖြစ်ပြီးအလဲအလဲအနေနဲ့သူ့ကိုဖမ်းဝရမ်းကနေပယ်ဖြတ်ပေးမယ်ဆိုတဲ့ကမ်းလှမ်းချက်ပါရှစ်ချစ်ချန်ကလည်းဒီကမ်းလှမ်းချက်ကိုလက်ခံခဲ့ပြီးတရုတ်အတွက်တရှို့စလုပ်ပေးပါတော့တယ်အဲ့ဒီနောက်ပိုင်းကတည်းကသူဟာတရုတ်နိုင်ငံအတွင်းကိုအလွယ်တကူဝင်ထွက်လို့ရခဲ့တယ်လို့မြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံဘက်တွေကိုလည်းတရုတ်လုံခြုံရေးဝန်ကြီးဌာနရဲ့အမည်မသိလူကလိုက်လံပို့ဆောင်ပေးခဲ့ပါတယ်အထူးသဖြင့်မြန်မာဘက်မှာဆိုရင်ကရင်ပြည်နယ်ဘက်ကိုရောက်ရှိခဲ့ပြီးနေကြားဆောက်တဲ့ BGF ခေါင်းဆောင်စောချစ်သူတို့နဲ့လည်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။ရှစ်ချစ်ချန်ကိုကမ္ဘောဒီးယားနိုင်ငံသားခံယူခွင့်ရအောင်လဲအမည်မသိလူကကူညီခဲ့ပါသေးတယ်။ရှစ်ချစ်ချန်ရဲ့ကမ္ဘောဒီးယားနိုင်ငံသားနာမည်အစ်ကတော့တန်ကရင်ကန်ဖြစ်ပါတယ်။2019-2018ခုနှစ်တွေမှာလည်းရွှေကုတ်ကိုအင်ယာစီမံကိန်းလက်မှတ်ထိုးတာတရုတ်သမ္မတရှီကျင်းဖျင်ရဲ့ပွဲကိုတက်ရောက်ခွင့်ရတာတွေအထိပါရွှေရောင်နေရက်တွေကတောက်ပလို့နေခဲ့ပါတယ်။တစ်ဖက်မှာတရုတ်တရှို့အဖြစ်လှုံ့ဆော်နေပေမဲ့ရှစ်ချစ်ချန်က
မြန်မာထိုင်းလာအိုကမ်ဘောဒီးယားနဲ့ဖိလစ်ပိုင်နိုင်ငံဘက်တွေကသူ့ရဲ့ကြားဖြတ်လုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်နေခဲ့ပါတယ်။အဓိကအားဖြင့်တော့ကမ်ဘောဒီးယားနဲ့ဖိလစ်ပိုင်တို့မှာသူ့ရဲ့လုပ်ငန်းအများစုတည်ရှိနေခဲ့တာပါ။တရုတ်အစိုးရကဒါတွေကိုသိပေမဲ့သူတို့အတွက်အလုပ်လုပ်ပေးနေသူဖြစ်လို့လွှတ်ပေးထားခဲ့ပါတယ်။ဒီအချိန်တွေထိတော့ရှစ်ချစ်ကျန်းရဲ့ရွှေရောင်နေရက်တွေကအနောက်အရှက်မရှိတောက်ပလို့နေခဲ့တာပါ။地球呀，在最短的时间呢，将它建设。 အင်ပါယာပြိုလဲခြင်းရဲ့အစ2019ခုနှစ်အတွင်းမှာနယ်ဆက်ရှင်ရှစ်ချစ်ချန်အတွက်ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ကမ်ဘောဒီးယားအစိုးရကနိုင်ငံအတွင်းအွန်လိုင်းလောင်းကစားလုပ်ငန်းတွေလုပ်ခွင့်မရှိဘူးလို့ဥပဒေထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒီနေရာမှာပြောစရာရှိတာကနယ်ဆက်ရှင်ဆိုတဲ့အသုံးအနှုန်းကနယ်ဆက်ဒေသတွေမှာအွန်လိုင်းလောင်းကစားလုပ်ငန်းတွေအခြေစိုက်နိုင်တာနယ်စပ်ဒေသကိုထိန်းချုပ်နိုင်တာတွေကြောင့်သူ့ကိုနယ်စပ်ရှင်လို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ကမ်ဘောဒီးယားအစိုးရကြောင့်ရှစ်ချစ်ချန်ဟာကမ်ဘောဒီးယားမှာအခြေစိုက်ထားတဲ့သူ့ရဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းအများအပြားကိုမြန်မာပြည်ဘက်ကိုပြောင်းရွှေ့ခဲ့ရပါတယ်။ဒီခုနှစ်ဟာပဲမြန်မာနိုင်ငံအတွင်းကိုအွန်လိုင်းလောင်းကစားလုပ်ငန်းတွေအများအပြားဝင်ရောက်စေခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်မြဝတီမြို့ဘက်ကိုဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ရွှေကုတ်ကိုမြို့သစ်ဟာလည်းတဖြည်းဖြည်းနာမည်ဆိုးနဲ့ကြော်ကြားလာခဲ့ပါတော့တယ်။တရုတ်အစိုးရရဲ့စုံစမ်းချက်တွေအရရွှေကုတ်ကိုနယ်စပ်ဒေသမှာရှစ်ချစ်ချန်ဟာအွန်လိုင်းဂိမ်းဆိုင်စုပေါင်း239ခုအထိတိစောက်ခဲ့တယ်လို့ဆိုပါတယ်။ဒီအချိန်မှာတရုတ်အစိုးရနဲ့ရှစ်ချစ်ချန်ကြားဆက်ဆံရေးဟာလည်းအထက်အငေါ့တွေရှိလို့လာခဲ့ပါတယ်။ရှစ်ချစ်ချန်ရဲ့ပြောကြားချက်အရတရုတ်အစိုးရကသူ့ကိုရွှေကုတ်ကိုမြို့သစ်စီမံကိန်းအပြင်နောက်ထပ်စီမံကိန်းတစ်ခုကိုပါဖော်ဆောင်စီလိုခဲ့တယ်လို့ဆိုပါတယ်။တရုတ်အစိုးရလိုချင်တာကတော့အဲ့ဒီစီမံကိန်းတွေကိုစီးပွားရေးလုပ်ငန်းထက်နိုင်ငံရေးအရာလုံခြုံရေးအရာပုံမထိန်းချုပ်ထားတဲ့ကိုလိုနီပုံစံဒါမှမဟုတ်တရုတ်အစိုးရရဲ့စီမင်းစည်းကမ်းအောက်မှာသာလက်ပတ်နိုင်မဲ့ဒေတာအဖြစ်ဖော်ဆောင်စီလိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရှစ်ချစ်ချန်ကတော့ဒါကိုညှင်းဆန်ခဲ့ပါတယ်။သူကနိုင်ငံရေးအရာလွှမ်းမိုးထားတဲ့စီမံကိန်းတွေကိုလက်မခံပဲစီးပွားရေးလုပ်ငန်းတွေကိုသာဆက်လက်လုပ်ကိုင်လိုတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီညှင်းဆန်မှုကပဲတရုတ်အစိုးရရဲ့လှုပ်ဝက်တရှုအဖြစ်ကနေပြစ်ပယ်ခံခဲ့ရတယ်လို့ဆိုလို့ရပါတယ်။တရှုမှရန်သူအဖြစ်တို့တရုတ်အစိုးရရဲ့စောင့်ကြည့်မှုတွေအရ2019 2020 2021ခုနှစ်တွေမှာရှစ်ချစ်ကျန်ရဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာတရုတ်နိုင်ငံသားတွေကိုပိုပြီးပြစ်မှတ်ထားလာခဲ့တယ်လို့ဆိုပါတယ်။အဲဒီကာလတွေဟာရွှေကုတ်ကိုမြို့သစ်စီမံကိန်းအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့ကာလတွေလည်းဖြစ်ပါတယ်။2021ခုနှစ်မှာတော့တရုတ်အစိုးရကရှစ်ချစ်ကျန်ကိုရန်သူအဖြစ်သတ်မှတ်ခဲ့ပြီးသူ့ကိုဖမ်းဖို့အတွက်အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုကိုပါအကူအညီတောင်းခဲ့ပါတော့တယ်။ဒီနေရာမှာအင်တာပိုရဲ့အလုပ်လုပ်ပုံကိုအနည်းငယ်ပြောပြချင်ပါတယ်။အခြေခံအားဖြင့်အင်တာပိုကဖမ်းဝရမ်းထုတ်လိုက်ပြီဆိုရင်ရှစ်ချစ်ကျန်ရှိနေတဲ့နိုင်ငံဥပမာမြန်မာဆိုရင်မြန်မာကဖမ်းပေးရမှာပါထိုင်းမှာဆိုရင်ထိုင်းကဖမ်းပေးရမှာပါ2021ခုနှစ်မှာဖမ်းဝရမ်းထုတ်ခဲ့တဲ့ရှစ်ချစ်ကျန်ကို2022ခုနှစ်ဩဂုတ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်သူ့ကိုထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့တွေပူးပေါင်းပြီးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်အသက်ရှင်ဖို့ကြားကန်ကန်ခြင်း2022ခုနှစ်ဩဂုတ်လဘန်ကောက်မြို့ရဲ့စေကန်ဟိုတယ်တစ်ခုမှာထိုင်းရဲတွေနဲ့လက်ချက်နဲ့ဖမ်းဆီးခံရပြီးတဲ့နောက်ကြားဖြန့်ခေါင်းဆောင်ကြီးရှစ်ချစ်ကျန်ရဲ့အသက်ရှင်ဖို့တိုက်ပွဲကြီးစတင်ခဲ့ပါပြီ။သူဟာနိုင်ငံတကာရာဇဝတ်သားဖြစ်ခဲ့ပေမဲ့ဒီအချိန်ဒီမှာတော့သူ့ရဲ့အကြီးမားဆုံးရန်သူဟာတရားဥပဒေမဟုတ်ပဲသူ့ရဲ့ဇာတိနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံပဲဖြစ်နေခဲ့ပါတယ်။ဖမ်းဆီးရမိပြီးချိန်မှာတရုတ်အစိုးရကရှစ်ချစ်ကျန်ကိုအသေးအတန်လိုချင်ခဲ့ပါတယ်။တရုတ်ရဲ့နိုင်ငံတကာနယ်စပ်လုံခြုံရေးနဲ့နိုင်ငံရေးကုန်သိက္ခာတို့ပေါင်းစပ်နေတဲ့အတွက်သူ့ကိုအမြန်ဆုံးပြည်တွင်းကိုလွှဲပြောင်းပေးဖို့အသေးအတန်ကြိုးပမ်းခဲ့ပါတယ်။ဒီအချိန်မှာရှစ်ချစ်ကျန်ဟာနိုင်ငံတကာအဆင့်မီရှိနေတွေကိုငှားရမ်းခဲ့ပြီးသူ့ကိုတရုတ်ပြန်မပို့ဖို့အတွက်ထိုင်းတရားရုံးမှာပြည်ပြင်းထန်ထန်ခုခံချေပခဲ့ပါတယ်။တရုတ်ပြည်ကိုလွှဲပြောင်းမယ်ဆိုရင်သူဟာလူအခွင့်အရေးချိုးဖောက်ခံရမှာဖြစ်ပြီးတေတံအထိချမှတ်ခံရနိုင်တယ်လို့ဆိုပါတယ်။နိုင်ငံတကာဥပဒေစည်းမျဉ်းတွေအရတေတံပေးမဲ့နိုင်ငံစီလွှဲပြောင်းပေးခြင်းကို
ထိုင်းနိုင်ငံအပါအဝင်နိုင်ငံများစွာကဂရုတစိုက်ကင်တွယ်လေးရှိပါတယ်။ဒီအမှုဟာနှစ်နဲ့ချီအချိန်ကြာမြင့်ခဲ့ပြီး2025ခုနှစ်အောက်တိုဘာလမှာတော့ရှစ်ချစ်ကျန်းရဲ့အယူခံရှုံးနိမ့်ခဲ့ပါတော့တယ်။လမ်းဆောင်ခီ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ရှစ်ချစ်ကျန်းအတွက်ဒီနေ့ဟာညှို့လင်းချက်အမဲ့ဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါလိမ့်မယ်။၃နှစ်နီးပါးကြာအောင်ဥပဒေရေးရာစိန်ခေါ်မှုတွေနိုင်ငံရေးခုခံခြေပမှုတွေနဲ့အသက်ရှင်ဖို့ကြားကန်ခဲ့တဲ့သူ့ရဲ့တိုက်ပွဲဟာနောက်ဆုံးအဆုံးသတ်ရောက်လာခဲ့ပါပြီ။ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးစနစ်ကနေသူ့ကိုကာကွယ်ပေးနိုင်တဲ့တကားအားလုံးပိတ်သွားခဲ့ပါပြီ။တရုတ်အစိုးရရဲ့လွှဲပြောင်းပေးဖို့တောင်းဆိုချက်ဟာဥပဒေအကြောင်းအရာအတည်ဖြစ်သွားခဲ့ပါတယ်။နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းမှာတော့ထိုင်းအာဏာပိုင်တွေဟာလုံခြုံရေးအထူးတင်းကျပ်စွာနဲ့ရှစ်ချစ်ချန်းကိုဘန်ကောက်မြို့ရဲ့အဓိကလေဆိပ်ဖြစ်တဲ့စူဘန်နဘူမီလေဆိပ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူဟာထိုင်းအာဏာပိုင်တွေရဲ့လက်ထက်ကနေတရုတ်နိုင်ငံရဲ့လုံခြုံရေးအရာရှိတွေထံတရားဝင်လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရပါတယ်။လေယာဉ်ပေါ်မတက်မီသူ့ရဲ့စိတ်ခံစားချက်ကဘယ်လိုရှိမလဲ။သူသိရှိထားတဲ့နိုင်ငံရေးလှုပ်ဝက်ချက်တွေကြောင့်သူ့ရဲ့အသက်အန္တရာယ်အတွက်ဘယ်လောက်စိုးရိမ်ပူပန်နေမလဲ။ဒီလွှဲပြောင်းပေးရမှုဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုအေးအေးရမှာအရှိတောင်အာရှဒေသအတွက်အရေးပါတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။လေယာဉ်ကတရုတ်နိုင်ငံမြေပေါ်ကိုဆင်းသက်ပြေးတာနဲ့တပြိုင်နက်ကြားဖြန့်ခေါင်းဆောင်ကြီးနေဆက်ရှင်ကြီးဆိုတဲ့ဂုံပုတ်တွေကလုံးဝအဆုံးသတ်သွားခဲ့ပါပြီ။ယခုအခါရှစ်ချစ်ကျန်းဟာတရုတ်နိုင်ငံရဲ့တရားစီရင်ရေးစနစ်အောက်မှာရှိနေပြီးသူ့ရဲ့အကြီးမားဆုံးသောအွန်လိုင်းလိမ်လည်မှုတွေအတွက်တရားစီရင်ဆုံးဖြတ်ခြင်းကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒီနေရာမှာအဓိကမေးခွန်းတစ်ခုရှိပါတယ်။ရှစ်ချစ်ကျန်းဟာဘာကြောင့်တရုတ်အာဏာပိုင်တွေရဲ့သဘောထားကိုစန့်ကျင်ခဲ့တာလဲ။သူ့ရဲ့အင်ပါယာဖြစ်တဲ့ရွှေကုတ်ကိုဆုံးရှုံးရမှာဆိုလို့အမိန့်မနာခံခဲ့တာလား။ဒါမှမဟုတ်အရှိတောင်အာရှရဲ့ဥပဒေမဲ့နယ်စပ်ဒေသတွေမှာကိုယ်ပိုင်ဩဇာအာဏာကိုထူထောင်လိုတဲ့နယ်စပ်ရှင်တူတသက်လား။သူ့ရဲ့ဆုံးဖြတ်ချက်ဟာတစ္ဆာဖောက်မှုလားဒါမှမဟုတ်လွတ်လပ်မှုအတွက်တောင်းဆိုမှုလားပရိသတ်တွေရဲ့ထင်မြင်ယူဆချက်ကတော့ဘယ်လိုရှိပါသလဲနောက်ထပ်အရေးပါတဲ့အကြောင်းအရာတွေကိုသိရှိနေဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးနောက်လာမယ့်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်နောက်ထပ်အရေးပါတဲ့အကြောင်းအရာတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ Facebook page ကို like and follow လုပ်ထားပြီးနောက်လာမယ့်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်